အားလုံးပဲမှတ်လာပါ။ အက်စတိုးနီးယားနိုင်ငံကတော့ဥရောပတိုက်မြောက်ပိုင်းဘော်တဒေသမှာတည်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးလက်ဗီယာလစ်သူယေးနီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လို့နေပါတယ်။နိုင်ငံရဲ့ဧရိယာစုစုပေါင်း45,229 စတုရန်ကီလိုမီတာရှိပြီး2023ခုနှစ်စာရင်းအရ1.3 တန်းခန့်နေထိုင်ကြကာလူဦးရေသိပ်သီးဆအနည်းငယ်သာရှိလို့နေတာလည်းဖြစ်ပါတယ်။အက်စတိုးနီးယားနိုင်ငံဟာ1992ခုနှစ်ဆိုဗီယက်ယူနီယံမှလွတ်လပ်ရေးရခဲ့ပြီး2004ခုနှစ်ဥရောပသမဂ္ဂအဖွဲ့အစည်းများဖြစ်ကြတဲ့ EU နဲ့ NATO အဖွဲ့တို့သို့ဝင်ရောက်ခဲ့ပါတယ်။ခေတ်မီဖွံ့ဖြိုးတိုးတက်သောစီးပွားရေးစနစ်ရှိပြီးနည်းပညာနဲ့ Digital စနစ်များတွင်အထူးတိုးတက်မှုရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပြီးကမ္ဘာပေါ်မှာ Digital နည်းပညာဖြင့်ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။ရှည်လျားတဲ့သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုအမွေအနှစ်များရှိပြီးဂိုဏ်းဂဏများနှင့်ရိုးရာဓလေ့များကိုထိန်းသိမ်းလိုထားကြပါတယ်။နိုင်ငံရဲ့မြို့တော်မှာတဲလင်ဖြစ်ပြီးတဲလင်မြို့ရဲ့သမိုင်းဝင်မြို့ဟောင်းပါနူးနယ်မြေများစာရီမြို့နှင့်တာတူမြို့တို့ကတော့နိုင်ငံရဲ့ပြရုပ်တစ်ခုဖြစ်လို့နေပါတယ်။အက်စတိုးနီးယားနိုင်ငံဟာငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံဖြစ်ကာဥရောပနှင့်ကမ္ဘာအတိုင်းအဝိုင်းအကြားအရေးပါသောနေရာတစ်ခုအဖြစ်ရပ်တည်နေပါတယ်။လန်နက်မဲရီဟာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်ပြီး1992ခုနှစ်မှ2000ခုနှစ်အထိသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။လန်နက်မဲရီကတော့နိုင်ငံရေးသမားတဦးသာမကစာရေးဆရာတဦးလည်းဖြစ်ပါတယ်။နိုင်ငံရဲ့လွတ်လပ်ရေးနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအရေးပါသောခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးယဉ်ကျေးမှုနှင့်သမိုင်းအမွေအနှစ်များကိုထိန်းသိမ်းရာမှာအဓိကအခန်းကဏ္ဍကိုမြင့်တင်ရန်ကြိုးပမ်းခဲ့ပါသေးတယ်။